အားလုံးပဲမင်္ဂလာပါ UNN Sharing Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာ fit mindset နဲ့ group mindset အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ကြားဖို့ကြားလာတော့မသိဘူး fit mindset နဲ့ group mindset ဆိုတာအရင်ဆုံး fit mindset အကြောင်းကိုအရင်ဆုံးပြောပြပေးမယ်နော် fit mindset ဆိုတာမပြောင်းလဲနိုင်တဲ့အတွေးခေါ်လို့ပြောလို့ရပါတယ်နော် fit mindset ဆိုတာလူတဦးတယောက်ရဲ့အရေးအချင်းအမတ်တာဉာဏ်ရည်တွေကတက်လုံးပြောင်းလဲလို့မရတဲ့အရာလို့ထင်နေတဲ့စိတ်ထားဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာ fit mindset ရှိတဲ့သူတွေတွေ့ဘူးကြပါသလား Okay အဲ့တော့ fit mindset ရှိတဲ့သူတွေရဲ့လက္ခဏာတွေကဘာတွေဖြစ်မလဲကြည့်လိုက်ကြအောင်နော် fit mindset ရှိတဲ့သူတွေရဲ့လက္ခဏာတွေကအမားလုံးမိမှာကိုကြောက်တတ်ကြတယ်အောင်မြင်မှုကိုညံနဲ့ပဲဆက်တယ်ကံနဲ့ပဲဆက်တယ်လို့ယုံကြည်ကြတယ်နောက်တစ်ခုကအပြစ်ပြောခံရရင်တို့မှာခန္ဓာရည်တွေမရှိကြဘူးနာကျင်လွယ်တဲ့သူတွေဖြစ်တယ်သူတို့ကစမ်းသပ်မှုအတစ်တွေကိုလည်းမလုပ်ချင်ကြဘူးကြိုးလည်းမကြိုးစားချင်ကြတာများတယ်ပြီးရင်သူများအောင်မြင်တာတွေကိုမကြည့်နိုင်ဘူးမူးရိတာမပွားပေးနိုင်ကြဘူးမဖြစ်နိုင်ဘူးဆိုတဲ့အသွေးတွေနဲ့အမြဲတမ်းနေတတ်ကြတယ်သူဥပမာချမ်းသာတဲ့လူတွေတွေ့ရင်သူတို့ကကံကောင်းလို့ပါကွာဆိုပြီးအမြဲတမ်းတွေးတတ်ကြတယ်ငါကြတော့ကံမကောင်းဘူးငါကြမှာကံမကောင်းဘူးဆိုတဲ့အတွေးမျိုးတွေရှိတတ်ကြတယ်ပညာတတ်တယောက်ကိုတွေ့လို့ရှိရင်လည်းသူကကံကောင်းလို့ပါသူကဉာဏ်ကောင်းလို့ပါငါမှတူလို့ဉာဏ်မကောင်းတာငါကသူတို့လိုမဖြစ်နိုင်ပါဘူးလက်လန်းမမီနိုင်ပါဘူးဆိုတဲ့အတွေးတွေနဲ့အုံနောက်ထဲမှာပြည့်နေနေတဲ့လူတွေမျိုးတွေဖြစ်ပါတယ် fit mindset ရှိတဲ့လူတွေရဲ့အနေရကဘာတွေဖြစ်မလဲဆိုရင်သူတို့တက်လန်းနိုင်တဲ့အခွင့်အလမ်းတွေကိုပျက်စီးစေပါတယ်နောက်တစ်ခုကတချို့တော့ဘဝအောင်မြင်မှုလမ်းကြောင်းတွေကိုလည်းမဖြစ်အောင်တားဆီးပေးတတ်ကြပါတယ်အဲ့ဒီရဲ့ fit mindset တွေကအရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာခန္ဓာရည်တွေမရှိဘဲနဲ့အားနည်းနေတတ်ပါတယ်တခြားသူတွေနဲ့ရှင်ကြည့်ပြီးတော့မှအမြဲတမ်းကိုတန်ဖိုးကြအောင်အမြဲတမ်းတွေးနေတတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ Okay ဒါကတော့ fit mindset အကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်။ fit mindset ရဲ့ဆန့်ကျင်ဘက်ကတော့ group mindset ဖြစ်ပါတယ်။ group mindset မှာကဘယ်လိုအကြောင်းအရာတွေပါမလဲဆိုတာနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်။ဒီဗီဒီယိုထဲမှာဘ ഹു တုတတစုံတရားရသွားမယ်လို့မျှော်လင့်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်။